င်္ဂလာပါ Google Veo 3.1 မှာမြန်မာအတန်ထွက်မှန်အောင်လုပ်လို့ရနေပြီเนาะဘယ်လိုလုပ်ရမလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်စိတ်ဝင်စားရဲဆိုရင်အဆုံးထိကြည့်သွားလိုက်ပါပုံမလေးလာခြင်းရင်တော့သင်တန်းလေးကို join လို့ရပါတယ်မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီ Flow AI နဲ့မြန်မာစကားပြောဗီဒီယိုကိုအတန်ထွက်မှန်အောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာပြောပြပေးသွားပါမယ်ပရိုကိုတော့ကျွန်တော်ဒီ ChatGPT မှာရေးပြပါမယ်เนาะဒီမှာကျွန်တော်နမူနာလေးရေးထားတာပါเนาะဒီပြန်ရေးပေးတဲ့ဟာကိုပဲကျွန်တော်တို့ကပရိုကူးလိုက်မယ်ပေါ့เนาะကူးပြီးတော့ကျွန်တော်တို့ဒီမှာက ChatGPT မှာတော့ dialog နေရာမှာဆိုရင်တော့ဒီမြန်မာလိုပဲရေးပေးထားရเนาะရေးပေးထားတာကိုကျွန်တော်ဒီမှာမပြင်တော့ဘူးမပြင်တော့ဘဲနဲ့ကျွန်တော်ဒီမြန်မာလိုပဲထုတ်ကြည့်မယ်ပေါ့เนาะနောက်လေး copy ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ Chrome မှာ Flow ဆိုပြီးတော့ရှာလိုက်မယ်เนาะဒီမှာ Flow AI ဆိုပြီးတော့ပြီးရင်ကျွန်တော်ဒီပေါ်ဆုံးက Flow ကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ Create with Flow ဆိုတာကိုနှိပ်မယ်ပြီးရင် Sign in with Google ကိုနှိပ်မယ်ကျွန်တော် Gmail တစ်ခုနဲ့ဝင်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ new project ကိုနှိပ်မယ်ဒါဆိုရင်တော့ရောက်သွားပြီပေါ့နော်ရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် test to video ရှိရယ် frame to video ရှိရယ် frame to video ကတော့ကျွန်တော်ဓာတ်ပုံကနေ video လောက်တာပေါ့နော်ကျွန်တော်ရှေ့မှာလှုပ်ပြပေးတာရှိပါတယ်ပြီးကျွန်တော် ingredient to video ဆိုတာဒါလည်းကျွန်တော်တို့အဲ့မှာပုံတွေကိုပြင်ပြီးတော့မှဗီဒီယိုထုတ်လို့ရတယ်ပေါ့နော်ဒါအခုအသစ်ပါလာတော့ဒီ create image ပေါ့ဒီမှာလည်းကျွန်တော်ပုံထုတ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာတော့ကျွန်တော် test to video နဲ့လုံးဝ test to video ပဲရေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီဘေးက setting လေးကိုနှိပ်လိုက်ရင်ဒီမှာဆို landscape portrait ရေးလို့ရတယ်ပြီးရင်ဒီဘေးမှာကျွန်တော်ဒီဘယ်နှပုံထုတ်မလဲဆိုတော့ဗောနော်ကျွန်တော်တို့ဒီတစ်ပုံပဲရေးလိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီမှာvideo 3.1 first ဆိုရင်ကျွန်တော်က20 credit ကိုနော်ဒီ quality ဆိုရင်ကျွန်တော်တို့ကဒီမှာ100 credit ဆိုတော့ကျွန်တော်တို့ကဒီ3.1 first နဲ့ပဲလုပ်မယ်ပေါ့နော်ခုနကကျွန်တော်တို့ကူးလာတဲ့ prompt လေးကိုကျွန်တော်ဒီမှာထည့်လိုက်မယ်နော်ထည့်ပြီးတော့ကျွန်တော်ဒီမှာ dialog နေရာမှာလဲမြန်မာ language spoken by the structure ဆိုပါတယ်ဆိုတော့ကျွန်တော်တို့မပြင်တော့ဘာမှမပြင်တော့နော်မပြင်တော့ဘဲနဲ့ကျွန်တော်ဒီတိုင်းထုတ်ကြည့်လိုက်ပါမယ်ဗီဒီယိုလေးရပြီဆိုကျွန်တော်ဗီဒီယိုလေးကိုဖွင့်ကြည့်လိုက်မယ်နော်မင်္ဂလာပါ Google Veo 3.1 ညာမြန်မာ5ဖြစ်တဲ့လုပ်လိုက်တော့နေတယ်မဲလိန်လို့ရေးထားဆိုဗီဒီယိုလေးပဲလဲပြောပြလဲတော့ပဲမလဲအတန်ကမမှန်သေးဘူးเนาะကျွန်တော်တို့ကအဲ့ဒါကိုအတန်မှန်အောင်လုပ်ဖို့အတွက်နောက်တစ်ဆင့်လုပ်အောင်ပါဗောနော်နောက်တစ်ဆင့်ဘယ်လိုလုပ်အောင်လဲဆိုတော့ကျွန်တော်တို့ကဒီဖုန်းမှာကြတော့ကျွန်တော်တို့ကဒီဖုန်း site နဲ့အဆင်မပြေဘူးကျွန်တော် desktop site ကိုကျွန်တော်တို့ပြောင်းရမယ်ပေါ့နော်desktop ကျွန်တော်ကွန်ပျူတာသမားတွေကတော့ပြောင်းစရာမလိုဘူးเนาะကျွန်တော်တို့ကတော့ဖုန်းသမားတွေကဒီ desktop site ပြောင်းလိုက်မယ် desktop site ပြောင်းပြီးတော့ကျွန်တော်ဒီဘယ်ဘက်ခဏလေးနော်ဒီမှာကျွန်တော်ဒီဘယ်ဘက်အပေါ် down လေးမှာပေါ့နော်ဒီဘက် to sync ဆိုတာလေးပါရနော်ကျွန်တော်ဒီ add to sync ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်
နှိပ်ပြီးတော့ကျွန်တော်ဒါမျိုးလေးဖြစ်သွားပြီပေါ့နော်ဒါမျိုးလေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီအောက်ကဒီအဘေးလေးမှာပေါ့နော်အပေါင်းလေးကိုနှိပ်လိုက်မယ်ဒီဘေးလေးကအပေါင်းလေးပေါ့နော်အပေါင်းလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ jump to ဆိုတာရယ်extend ဆိုတာရယ်နှစ်ခုရှိရပါတော့နော်ကျွန်တော်ဒီ jump to ဆိုတာကြတော့ကျွန်တော်တို့ကဒီဆင်းတစ်ခုလုံးပြောင်းသွားတာပေါ့နော်ဒီဟိုစာတွေပုံတွေပါဒီဘာပေါ့နော်ဒီပုံတွေဟွာတွေပါအဲ့လိုကျွန်တော်တို့ကပြောင်းကျင်တယ်ဆိုရင်ဒီ jump to ကိုနှိပ်ရမှာပေါ့နော်ကျွန်တော်တို့ကဒီ extend ကြတော့ကျွန်တော်တို့ကဒီဟုတ်စာကိုပဲကျွန်တော်တို့ကဒီဆင်းတိုင်းပဲကျွန်တော် dialog တွေပဲပြောင်းပြီးတော့မှထုတ်မယ်ဆိုရင်ကျွန်တော်ဒီ extend ကိုပဲနှိပ်လိုက်ပေါ့နော်အခုကတော့ကျွန်တော်တို့ကextend ပဲနှိပ်မှာပေါ့နော်ဒီအောက်က extend လေးကိုနှိပ်လိုက်မယ် extend လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကခုနကကျွန်တော်တို့ prompt ပဲကျွန်တော်ပြန်ထည့်မှာပေါ့နော်ပြန်ထည့်ပြီးတော့ကျွန်တော်ဘာမှပြင်စရာမလိုနော်ပြန်ထည့်ပြီးတော့ဒီမြားလေးကိုနှိပ်လိုက်မယ်နော်ကျွန်တော်တို့ဒီအရှိပေါ့နော်1မိနစ်2မိနစ်အဲ့လိုမျိုးထုတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီတိုင်းဆက်ထုတ်သွားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီအပေါင်းလေးကိုနှိပ်ပြီးတော့မှဒီ extend ကိုနှိပ်လိုက်ရင်ကျွန်တော်နှိပ်ပြီးတော့dialog လေးတွေကိုပဲပြောင်းပြီးတော့မှအရှိထုတ်သွားလို့ရပါတော့ကိုကဒီဆင်းမှာဟိုပြောင်းကျင်တယ်ဆိုရင်တော့ကျွန်တော်ဒီခုန jump to ကိုနှိပ်ပါနော်နောက်တစ်ခုရပြီဆိုကျွန်တော်နောက်တစ်ခုနှိပ်ကြည့်လိုက်မယ်နော်မင်္ဂလာပါ Google View 3.1မှာမြန်မာအတန်ထွက်မှန်အောင်လုပ်လို့ရနေပြီเนาะဘယ်လိုလုပ်ရမလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ဟုတ်ပါ Google View 3.1မှာမြန်မာအတန်ထွက်မှန်အောင်လုပ်လို့ရနေပြီเนาะဘယ်လိုလုပ်ရမလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ဒါဆိုရင်တော့ကျွန်တော်အတန်မှန်သွားပြီပေါ့နော်မှန်သွားပြီဆိုကျွန်တော်တို့ကဒီဟိုအရှိထုတ်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီအပေါင်းလေးကိုနှိပ်ပြီးတော့ဒီ extend ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာprompt ထည့်ပေါ့နော်ကျွန်တော်ဒီ prompt ထည့်ပြီးတော့ကျွန်တော်ဒီ dialog နေရာလေးမှာပြောင်းပြီးတော့ကျွန်တော်တို့ဆက်ထုတ်သွားလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာချက်ဆန်းပြီးတော့ရေးလိုက်မယ်နော်ရသွားပြီနော်ရပြီဆိုတော့ကျွန်တော်တို့ဒါလေးနားထောင်ကြည့်မယ်နော်ဆိုရင်အဆုံးလေးကြည့်သွားလိုက်ပါပုံမလေးလာခြင်းရင်တော့သင်တန်းလေးကို join လို့ရပါတယ်ဒီ track 1မှာမြန်မာအတန်ထွက်မှန်အောင်လုပ်လို့ရနေပြီเนาะဘယ်လိုလုပ်ရမလဲဆိုတာဒီဗီဒီယိုလေးမှာပြောပြပေးသွားပါမယ်ပြောပြစိတ်ဝင်စားရဲဆိုရင်အဆုံးလေးကြည့်သွားလိုက်ပါပုံမလေးလာခြင်းရင်တော့သင်တန်းလေးကို join လို့ရပါတယ်ဒါဆိုရင်တော့ကျွန်တော်အဆင်ပြေပါပြီเนาะကျွန်တော်ဒီရှေ့ဆုံးကတော့ကျွန်တော်တို့ပထမဆုံးပုတ်ကတော့မရဘူးပေါ့เนาะကျွန်တော်ဒီနောက်ပုတ်ဒီမှာဆိုရင်တော့ဒီကျွန်တော်တို့ကဒါအတန်အတွက်ကမှန်သွားတာကိုတွေ့ရမှာပေါ့เนาะအဲ့လိုမျိုးကျွန်တော်တို့ကအရှိလို့ရှင်တယ်ဆိုရင်အဲ့လိုမျိုးလေးအပေါင်းလေးကိုနှိပ်ပြီးတော့ extend လေးကိုနှိပ်ပြီးတော့လှုပ်သွားလို့ရတယ်ပေါ့เนาะဆိုရင်တော့ဗီဒီယိုလေးကိုဖိလိုက်ပေါ့เนาะဖိလိုက်ပေါ့เนาะဖိပြီးတော့ကျွန်တော်ဒီမှာ download ဗီဒီယိုဆိုတာလေးနှိပ်လိုက်ရပြီပေါ့เนาะ